အချိန်တွေဟာမြည်ရည်လိုပဲတရွေ့ရွေ့စီးဆင်းသွားခဲ့ပါပြီ1990ဝန်းကျင်ကတိတ်ဆိတ်အေးချမ်းခဲ့တဲ့ရန်ကုန်မြို့နဲ့အခု2026ခုနှစ်ရဲ့ကမ္ဘာအဆင့်မီမြို့ပြမြင်ကွင်းဘာတွေများထူးခြားသွားပြီလဲကျွန်တော်တို့အားလုံးရဲ့အမှတ်တရတွေရှိခဲ့တဲ့ရန်တွေပေါ်မှာခင်းနဲ့ခိရဲ့ကွာခြားချက်ကိုအတူတူခန်းစားကြည့်ရအောင်ဗျာ90ခုနှစ်တွေတုန်းကတော့ကားနောက်မီမှာတွဲခိုစီရတာကားမိုးပေါ်တထိုင်ရတာတွေကရန်ကုန်သားတွေအတွက်နေ့စဉ်အပန်းချတစ်ခုပေါ့အရင်ခက်ကကားပေါ်မှာတယောက်နဲ့တယောက်ရင်းရင်းနှီးနှီးစားနှုတ်ခဲ့ကြတဲ့အမှုသက်လေးတွေကိုတော့လူကြီးတွေကလွမ်းနေကြတော့မှာပဲလူငယ်တဲ့နှစ်ပေါင်း100ကျော်ကဒီအဆောက်အုံတွေကအလူရှိခဲ့ရတယ်ပထမဆုံးအနေနဲ့မြန်မာသမိုင်းမှာအရေးပါဆုံးဖြစ်တဲ့ဝင်ကြီးများရုံးစီကိုတွားကြည့်ကြရအောင်ဒီအဆောက်အုံကြီးကို1889ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးအစစ်စစ်တူးချဲခဲ့ရာ1905ခုနှစ်မှာတော့အခုမြင်ရတဲ့အတောင်ငယ်လေးဘက်ပါတဲ့ခံရတဲ့ပုံစံအတိုင်းပြီးစီးခဲ့ပါတယ်အဲ့ခေတ်ကဗြိတိရှဘားမားရဲ့အုပ်ချုပ်ရေးရနေအားလုံးလေပတ်ရဘူဌာနချုပ်ပေါ့ဒါပေမဲ့အဲ့ဒီအဆောက်အုံဟာအုပ်ချုပ်ရေးရုံးတစ်ခုတည်းပိုပါတယ်1940ခုနှစ်ဇူလိုင်လ19ရက်မနက်10:39မိနစ်မှာတော့မြန်မာပြည်လုံးကိုတုံ့နှုတ်စေခဲ့တဲ့တနက်တန်တွေဒီအသွေးထဲမှာထွက်ပေါ်လာခဲ့ပါတယ်။ဝေကျုံအောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကြာဆုံးခဲ့ရတဲ့ဝမ်းနည်းစရာတမိုင်းဝင်နေရလည်းဖြစ်နေခဲ့ပါတယ်။နှစ်ပေါင်း130ကျော်သက်တမ်းရှိပြီဖြစ်တဲ့ဒီအဆောက်အုံကြီးဟာအာဇာနည်တို့ရဲ့စိတ်ဓာတ်နဲ့လူလက်ရေးကြိုးပမ်းမှုတွေကိုသက်သေထူရင်းယနေ့တိုင်းတင့်တယ်စွာရပ်တည်နေစေဖြစ်ပါတယ်။စုလေဖေးရလမ်းမပေါ်မှာအနီရောင်အုံတင်ခဲတွေနဲ့တိဆောက်ထားပြီးကောင်းငင်ရစီကိုထိုးထွက်နေတဲ့နိုင်စင်ကြီးတစ်ခုကိုမြင်လိုက်ရရင်ဒါဟာရန်ကုန်ရဲ့အထင်ကရတရားလွှတ်တော်ချုပ်အဆောက်အုံဟောင်းကြီးပဲဖြစ်ပါတယ်။ဒီအဆောက်အုံကြီးကို1905ခုနှစ်မှာစတင်အုံမြင့်ချခဲ့ပြီး1917ခုနှစ်မှာတိဆောက်ပြီးစီးခဲ့ပါတယ်။ဒီဇိုင်းကိုတော့ပြည်သူ့ကပညာရှင်ဂျေယူရန်ဆန်ကကြီးဆွဲခဲ့တာပါ။လူအများဆုံးတတိထားမိကြတာကတော့မြင်မာတဲ့နိုင်စင်ကြီးကြောက်ပါပဲ။ဒါဟာအဲ့ဒီခေတ်ကမြို့ပြရဲ့အချိန်တိုင်းကိုထိန်းချောင်းပေးတဲ့တင်ငီရတစ်ခုဖြစ်ခဲ့တယ်လို့အဝေးကနေကြည့်ရင်တော့မြင်နိုင်တဲ့ရန်ကုန်ရဲ့တင်ငီရတစ်ခုပေါ့လွတ်လပ်ရေးမရခင်ကိုလိုနီခေတ်တစ်လျှောက်လုံးဒီနေရာဟာတရားစီရင်ရေးရဲ့အမြင့်ဆုံးဗိုလ်ချက်ဖြစ်ခဲ့ပါတယ်လွတ်လပ်ရေးရပြီးနောက်ပိုင်း1962ခုနှစ်အထိမြန်မာနိုင်ငံရဲ့တရားလွှတ်တော်ချုပ်ဖြစ်ဆက်လက်အသုံးပြုခဲ့ပါတယ်နှစ်ပေါင်း130ကျော်တတန်းရှိပြီဖြစ်တဲ့ဒီအဆောက်အုံကြီးဟာရန်ကုန်မြို့ပြအမွေနှစ်တွေထဲမှာအရေးပါတဲ့နေရာကနေပါဝင်နေပါတယ်။အချိန်တွေဘလောက်ပြောင်းသွားပါစေဒီအုံနီခဲတွေကြားထဲမှာမြမတရားစီရင်ရေးသမိုင်းရဲ့ခြေရလက်ရတွေကတော့အခုထက်ထိခိုင်ထိုင်မာမာတည်ရှိနေစေပါ။ဆိုင်ဘုံတွေကိုဆိုင်လေးထဲလိုက်တဲ့အခါဒါမှမဟုတ်ပါဆယ်ထုတ်တွေတွားဖို့တဲ့အခါတင်ဟာတမိုင်းဝင်အဆောက်အုံကြီးတစ်ခုတည်းကိုခြေချမိနေရဆိုတာတတိထားမိပါသလားဒါကတော့ကန်းနာလန့်ရဲ့အထင်ကရဘိုးစာရဲကြီးပဲဖြစ်ပါတယ်ဒီဆောက်အုံကြီးကို1908ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာပါထူးခြားတာကသူဟာစတင်တည်ဆောက်စဉ်ကစာရိုက်ဖြစ်ရွေခဲ့တာမဟုတ်ဘဲ Bullock Product Company ဆိုတဲ့ဆက်စပါးနဲ့ကုန်သွယ်ရေးကုမ္ပဏီကြီးရဲ့ရုံးချုပ်အဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်း1930ဝန်းကျင်ကြာမှဘိုးစာရိုက်ကြီးအဖြစ်စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။အခုခေတ်မှာ digital စနစ်တွေဘလောက်ပဲတိုးတက်လာပါစေဒီအနီရောင်အဆောက်အုံကြီးကတော့ရန်ကုန်မြို့ရဲ့အဆက်အသွယ်ရေးတမိုင်းကြောင်းကိုခိုင်ထိုင်မာမာတက်တည်ထူနေစေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အခမ်းအနားဆုံးနဲ့တက်တန်းအရင်ဆုံးဟိုတယ်တစ်ခုကိုပြပါဆိုရင်တော့ကန်းနာလမ်းပေါ်မှာတည်ရှိနေတဲ့ Spring Hotel ကိုပဲပြရမှာပါ။သူဟာရန်ကုန်မြို့ရဲ့တမိုင်းဝင်အမှတ်အသားတစ်ခုတွေမဟုတ်ပဲအာရှရဲ့အကောင်းဆုံးဟိုတယ်စင်းဝင်တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ဒီဟိုတယ်ကို1900ခုနှစ်မှာအရှေ့တောင်အာရှရဲ့နာမည်ကျော်ဟိုတယ်လုပ်ငန်းရှင်တွေဖြစ်တဲ့ Sakis Nigo တွေကတည်ထောင်ခဲ့တာပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်သမ္မတော်ကဒီဟိုတယ်ကိုသိမ်းပိုက်ပြီးစစ်ဌာနချုပ်အဖြစ်အသုံးပြုခဲ့တဲ့တမိုင်းကြောင်းလေးရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မူလလက်ရာ Victoria Style ပြည်သူ့ကားတွေကိုတော့ဒီနေ့အထိမပြတ်မယွန်းထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။နှစ်ပေါင်း120ကျော်သွားပြီမဲ့ Spring Hotel ဟာပြောင်းလဲလာတဲ့ခေတ်ရည်စီးကြောင်းတွေကြားထဲမှာသူ့ရဲ့ကနဝင်ဆန်လာတဲ့အလှတရားတွေကိုတော့ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်